ဆိုဒီစွမ်းနဲ့ဆိုရင်ဟင်းသားဗရာဂျိုရဲ့အကောင်းဆုံးယတနာလို့တတ်မှတ်လို့ရတယ်တွန်ထဲမျက်နှာကတော့တိမ်မတက်ဖြူဖြောနေပါတယ်သူ့မှာအချိန်က2နှစ်တောင်မကြံတော့ပါဘူးယခုတော့ဝင်းကြီးလှန်ရဲ့ပေါင်းစည်းနည်းကိုအသုံးပြုလိုက်တော့သူ့ရဲ့အချိန်ကကုန်ပါတော့မယ်သူကတူတူလေးပြောလိုက်ပါတယ်တက်လိုက် ဗီဒီယိုလေးမစခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်အစင်းမေဝင်းကြီးပိုင်းစားတွေကရှေ့ကိုမတော်ပဲလက်ကိုမြောက်လိုက်ပါတယ်ပတ်ဝန်းကျင်ကနေချင်းချင်းတန်များလည်းထွက်ပေါ်လာပြီးမိုးတိတ်များစုဝေးကလူပုံစံဖက်စီလိုက်ပါတယ်ထိုခန္ဓာကိုယ်ကမိုးတိတ်များနဲ့ဖက်စီထားပြီးဘလူပဲကြီးကြီးတမန်လူနဲ့မထူကြပါဘူးအစင်းမေဝင်းကြီးပိုင်းစားတွေကခြေတလန်းတိုးလာပြီးမိုးတိတ်ခန္ဓာကိုယ်နဲ့ပေါင်းစည်းသွားပါတယ်မိုးတိတ်လူသားကတော့မှင်တက်မျိုးလုံးလေးကိုဖိလိုက်ပြီးကျူချွဲစီကိုစိုက်ကြည့်လိုက်ပါတယ်မိုးတိတ်နေရနေခန္ဓာကိုယ်ဖက်စီတာဒါအစင်းမေကြီးညက်သူတွေကပဲလုံးနိုင်တာဒါပေမဲ့မင်းကပေါင်းစည်းမှုကနေဖန်တီးထားမင်းကဘလောက်ထိကြကြခန္ဓာရှိမလဲဆိုတာငါကြည့်ကျင်သေးတယ်ကျူချွဲစီရဲ့မျက်နှာကတော့စိုးဝါးနေပါတယ်ထုံးတော့မှတော့သူကလက်ကိုဝင်ရလိုက်ပါတယ်အနီအောင်အလင်းနာတစ်ခုကလည်းသူ့ရဲ့ရှေ့မှာပေါ်လာပြီးအနီအောင်ဓာတ်တစ်ချောင်းဖြစ်ပြောင်းလဲသွားပါတယ်ဓာတ်ကပေါ်လာတဲ့ချိန်မှာမြေပြင်ရဲ့မီတော့တွေကဓာတ်တွေကိုဆုပ်ယူသွားပါတယ်ထိုဓာတ်ကတော့အရန်အောင်မှရှေ့ကျပြီးဘသူကမှသူ့ရဲ့အစစ်မှန်နမဲကိုမသိပါဘူးပထမမျိုးဆက်ဟင်းသားဗရာထိုဓာတ်ကိုရရှိခဲ့ပြီးဟင်းသားဗရာဓာတ်လို့အမည်ပေးခဲ့တာပါထုံးတော့မှတော့ကျူချွဲစီကသူ့ရဲ့ညာလက်နဲ့ဓာတ်ကိုလည်းညှို့ထိုးလိုက်ပါတယ်ဓာတ်ကနေလည်းချက်ချင်းပဲအနီအောင်တောက်ပေါ်လာပြီးကောင်းကင်ဘုံစွမ်းရည်များပြည့်နေတယ်လို့ဖြစ်သွားပါတယ်ထိုဓာတ်ကတော့ကောင်းကင်ဘုံဓာတ်နဲ့ဘာမှမထူကြပါဘူးထိုဓာတ်ကလည်းကောင်းကင်ဘုံယတနာဖြစ်ပါတယ်မိုးတိတ်လူသားရဲ့မျိုးလုံးများလည်းတောက်ပေါ်လာပြီးသူ့ရဲ့ညာလက်ကိုဝင်လိုက်ပါတယ်သူ့ရဲ့ညာလက်တစ်ခုလုံးကပြုတ်ထွက်သွားပြီးဟင်းသားဗရာနဲ့အတူတူပဲဓာတ်တစ်ချောင်းဖြစ်သွားပါတယ်ထိုအရာအယောင်ကလွယ်ပြီးဟင်းသားဗရာဓာတ်နဲ့အရာအလုံးဒုံစံနဲ့ပဲဖြစ်ပါတယ်ကောင်းကင်ဘုံစွမ်းရည်ပမာဏကတော့အတူတူပဲဖြစ်ပါတယ်ပြီးတော့ကျူချဲစီကိုလိုညှို့ထိုးပြီးအဖြူအောင်ဓာတ်ကိုရှေ့ကိုပြလိုက်ပါတယ်အနီနဲ့အဖြူဓာတ်ဥက္ကခဲပြတ်နေလို့တိုက်မိသွားပါတယ်အချိန်ချင်းတိုက်မိပြီးတော့အဖြူအောင်ဓာတ်ရှင်နိုင်စွမ်းမရှိတော့ပဲနောက်ကိုပြတ်ဆုတ်သွားပါတယ်ဒိုရတဲ့အနီအောင်ဓာတ်ကလည်းအဖြူအောင်ဓာတ်ရဲ့အစွမ်းထက်တဲ့ကောင်းကင်ဘုံစွမ်းရည်များကြောင့်ထိခိုက်မှုရှိခဲ့တာကြောင့်နှိပ်ကွေးသွားပါတယ်မိုးတိတ်လူသားကတော့ကျူချဲစီကိုစိုက်ကြည့်ပြီးမှိန်ဖြောတဲ့အပြုံတစ်ခုကိုပြောင်းလိုက်ပါတယ်သူ့ရဲ့မိုးတိတ်ခန္ဓာကိုယ်ကလည်းပြိုကွဲသွားပြီးတပုံထဲရှိတဲ့ဓာတ်ရှိချောင်းကထမှန်ပြီးတော့ဖြစ်ပေါ်လာပါတယ်တချောင်းချင်းစီမှာလည်းကောင်းကင်ဘုံစွမ်းရည်အမြောက်အများပေါဝင်နေပါတယ်ဓာတ်ရှိချောင်းလုံးကလည်းဝင်တိုက်လိုက်ကြပါတယ်၃ချောင်းကတော့ဟင်းသားဗရာဓာတ်ကိုလိုက်ရင်ကျန်တဲ့၅ချောင်းကတော့ကျူချွဲစီစီကိုဥတီသွားပါတယ်ကျူချွဲစီရဲ့မျက်နှာလည်းမလားမပဖြစ်သွားပြီးပေနေငယ်နောက်ဆူသွားပါတယ်သူကသူ့ရဲ့တုံတော်အေးကိုပုတ်ပြီးဘူးတစ်လုံးကိုထုတ်လိုက်ပါတယ်ပြီးတော့သူကစုဆောင်သူကရေယူလိုက်ပါတယ်ဒါ၅ချောင်းကလည်းအာကြီးတစ်ခုနဲ့ဝင်းရံခံလိုက်ရပြီးမျက်စိတမိတ်အတွင်းမှာပဲဘူးထဲမှာပိတ်မိသွားပါတယ်ကျူချွဲစီရဲ့မျက်လုံးများလည်းတောက်ပေါက်သွားပါတယ်သူကဘူးကိုတုံပြီးကျန်တဲ့ဓာတ်သုံးချောင်းကိုလည်းစူဆောင်းမှုအတွက်ပြင်လိုက်ပါတယ်ထိုအချိန်မှာပဲဘူးထဲကနေအကွက်တက်များကိုကြားလိုက်ရပါတယ်ခဏအကြာမှာတော့ကောင်းကင်ုံတော်တုံလုံးစီနိုင်တဲ့အတန်တစ်ခုကထွက်ပေါ်လာပါတယ်ဒိုင်းနဲ့ပောက်ကွက်တက်နဲ့အတူဘူးကလည်းကွက်ကျစ်သွားပါတယ်ဓာတ်၅ချောင်းကလည်းပြန်ထွက်လာပြီးတုံးဆုံးနေခြင်းမရှိပဲကျူချွဲစီစီကိုထိုးဆိုင်ရပါတယ်တစ်ချိန်တည်းမှာပဲဟင်းသားဗရာဓာတ်နဲ့တိုက်ခိုက်နေတဲ့ဓာတ်တွေကလည်းအမေတစ်ခုကိုရလိုက်သလိုဟင်းသားဗရာဓာတ်ကိုစွန့်ပစ်ပြီးအမြန်ပဲပြန်တလာပါတယ်ကျူချွဲစီရဲ့မျက်နှာကလည်းအများကြီးပြောင်းလဲသွားပြီးအမြန်ပဲနောက်ဆူသွားပါတယ်သူကမတိုက်နိုင်လို့မဟုတ်ပါဘူးဝိညာဉ်လန်နဲ့ဖက်စီထားတဲ့ဝိညာဉ်ကတေချင်းတရားများနဲ့ပြည့်နှက်နေပြီးကိုယ့်ရဲ့အတောက်အောင်ဂူးမဆိုင်ပဲသူ့ကိုတိုက်ခိုက်နေတာဖြစ်ပါတယ်သူကအနိုင်ရမယ်လို့ယုံကြည်ရင်မဲ့ဒဏ်ရာတော့ရမှသိကြပါတယ်ပုံမှန်ဆိုရင်တော့အရေးမကြီးရင်မဲ့ယခုချိန်မှာသူ့မှာတက်တန်းတိတ်ပြီးတော့မကြံတော့ပါဘူးထိုနေရာမှာသာဒဏ်ရာသွားမယ်ဆိုရင်သူ့ရဲ့တက်တန်းထိုးသွားပါလိမ့်မယ်နောက်ထပ်အရေးကြီးတဲ့ကိစ္စဆွတ်ပစ်ခံမတင်မျိုးမျိုးနဲ့ဒုတိယစစ်ပွဲကစတင်နေပြီဖြစ်ပါတယ်သူကသာထိုနေရာမှာဒဏ်ရာသွားမယ်ဆိုရင်တော့အယုံမှာကန်ဆယ်သွားပါလိမ့်မယ်သူကဆုတ်ခွခြင်းမဲ့လေမိုးတိတ်လူသားဖန်တီးလိုက်တဲ့ဓာတ်တွေကမိုးကြိုးလက်စီးလို့မြန်တဲ့အချိန်နဲ့သူ့စီကိုအမြင်ပဲရောက်ရှိလာပါတယ်ကျူချဲစီရဲ့မျက်လုံးများကလည်းမှောင်မိုက်သွားပြီးသူ့ရဲ့လက်နဲ့လွားကြီးကိုဖန်တီးလိုက်ပါတယ်ထိုလွားကြီးကပေါ်လာတဲ့ချိန်မှာပဲကျူချဲစီကိုအင်အားကြီးတစ်ခုကဝင်းရံသွားပါတယ်ထိုအချိန်မှာပဲဓာတ်များကလည်းရောက်ရှိလာပါတယ်ကုန်းမီကြီးတစ်ခုလုံးတုံခါသွားတဲ့အတိုင်ကြီးကလည်းထွက်ပေါ်လာပါတယ်ကျူချဲစီကတော့ကြောက်ကြက်တလုံးပေါ်ပြန်သွားပြီးတခဏလေးတော့မြင်လာခဲ့ပါဘူးသူ့ရဲ့ရှေ့ကလဝါကြီးကလည်းပြိုကျသွားပါတယ်ဒဏ်ရာမရပေမဲ့မျက်နှာကတော့ဖြူဖြောနေပြီးသူ့စီကထွက်နေတဲ့နဆိုးမာနများကလည်းပျောက်ကွယ်သွားပါတယ်ပြန်တန်းနေတဲ့ဓာတ်ကိုလည်းပျောက်ကွယ်သွားပြီးဝိညာဉ်ပိုင်းစားတွေဖြစ်ပြောင်းသွားပါတယ်တွန်ထင်းကတော့ရှေ့ရမြင်ကွင်းကိုကြည့်ပြီးခါသီးစွာနဲ့ပြောလိုက်ပါတယ်နန်နေတဲ့ဟင်းသားဗရာလောဝါပဲနန်နေတဲ့ဟင်းသားဗရာလောဝါမျိုးဆက်တိုင်းရဲ့ဟင်းသားဗရာတွေပဲတင်ယူနိုင်တဲ့မန်နယ်တစ်ခုဒါအချင်းချန်လို့မရဘူးရှေးမျိုးဆက်ဟင်းသားဗရာကနေအမွေဆက်ခံရတာထိုလိုဝါကြီးကိုပထမမျိုးဆက်ဟင်းသားဗရာဖန်တီးခဲ့တာမဟုတ်ပါဘူးကျင်းကျန်ရင်မဟာမိတ်ဖေကသူတို့ကိုပေးရခဲ့တဲ့မန်နယ်တစ်ခုဖြစ်ပါတယ်ထိုနန်နေတဲ့ဟင်းသားဗရာလောဝါကြီးကလူတယောက်ရဲ့ကျင့်ကြံမှုအဆင့်ကိုမြင့်တက်ပေးမှမဟုတ်ပေမဲ့အရန်အောင်မှာအစွမ်းထက်ပါတယ်ထိုကိုရောအသုံးပြုမှုကနှစ်ခုပဲရှိပါတယ်တိုက်ခိုက်ခြင်းနဲ့ကာကွယ်ခြင်းထိုတိုက်ခိုက်မှုကတော့အရာအလုံးကိုဖျက်ဆီးပြနိုင်ပြီးကာကွယ်မှုကတော့လူတယောက်တည်းကိုကာကွယ်တဲ့အခါမှာတော့ဟင်းသားဗရာအဆင့်ရဲ့တစ်ခုလုံးထက်ပိုပြီးတော့အကောင်းပါတယ်ကျင်းကျန်ရင်မဟာမိတ်ဖေကထိုမန်နန်ကိုဘယ်လိုဖန်တီးနိုင်ခဲ့လဲဆိုတာကိုတော့ဘယ်သူမှမသိပါဘူးအစင်း6ကျင်းကျရင်ဂျိုပေါ်မှာလူတယောက်ထဲရပဲထိုမန်နန်ကိုသိနိုင်ပါတယ်ထိုလူကတည်ဆုံသွားမယ်ဆိုရင်အခြားလူတွေကထိုရောအသုံးပြုနိုင်ပါတယ်
ရှင်းမျိုးဆက်ဟင်းသားဗရာတနီနီနဲ့အသက်ရှင်နေတဲ့ရင်အောင်လက်ရှိဟင်းသားဗရာနည်းနေတဲ့ဟင်းသားဗရာလောဝါကြီးကိုတင်ယူတဲ့အခါရှင်းမျိုးဆက်ဟင်းသားဗရာလောဝါကြီးရဲ့စွမ်းအားကိုဆုံးရှုံးသွားပါတယ်နည်းနေတဲ့ဟင်းသားဗရာလောဝါကြီးကိုအသုံးပြုခြင်းကတခုခုကုန်ကြစေရလို့ကောလာဟာလာများထွက်ပေါ်နေမဲ့မန်နန်ကိုတင်ယူထားတဲ့လူတွေကပဲထိုကုန်ကြမှုအကြောင်းကိုသိကြပါတယ်ကျူချွဲစီအကူလေးနဲ့အသုံးပြုလိုက်တဲ့လောဝါကြီးကတော့ထိုလောဝါကြီးပဲဖြစ်ပါတယ်မိုးတိတ်လူသားကလည်းပြုတ်ကွဲသွားပါတယ်တွန်ထဲမျက်နှာကလည်းဖြူဖြောနေပြီးကျူချွဲစီကိုစိုက်ကြည့်နေပါတယ်ပြီးတော့သူကရုတ်တရက်ရင်မောလိုက်ပါတယ်ငါရဲ့တက်တန်းကုန်တော့မယ်မင်းတို့တခိုးကြီးကိုဒီလိုအချိန်ဒီမှာမြင်ရတာအတော်လေးကိုကျဉ်းနေစရာပဲကျူချွဲစီရဲ့အမူအရာကလည်းမလှပါဘူးသူကလည်းအမော်ဒကောနဲ့အသက်ရှူနေရပါတယ်စွန့်ပစ်ခံမတင်မျိုးမျိုးနဲ့တိုက်ပွဲအတွင်းအကောင်းဆုံးအချိန်ဒီမှာရှိဖို့လိုရတာကြောင့်အထူးသဖြင့်တိုက်ခိုက်ဖို့လောဝါကြီးကိုအသုံးပြုရမယ်ဆိုရင်တော့သူကမလိုအပ်ပဲနည်းနေတဲ့ဟင်းသားဗရာလောဝါကြီးကိုအသုံးမပြုပါဘူးတွန်ထန်းမင်းရဲ့စိတ်ဝိညာဉ်တန့်စင်ခံရတချိန်ကဟင်းသားဗရာနိုင်ငံရဲ့ဌာနခွဲတစ်ခုဖြစ်ခဲ့ပြီးမင်းရဲ့ဘိုးဘေးတွေကပထမမျိုးဆက်ဟင်းသားဗရာနဲ့အတူစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ကိုတိုက်ခိုက်ခဲ့ကြတယ်ဒီနေ့မင်းကဘာလို့ခေါင်းမနေရလဲဝိညာဉ်အလှန်ကိုလွှတ်ပြောင်းပြီးရင်ငါမင်းခိုင်းကိုပြန်တေးဖို့တပည့်တွေကိုစူဆောင်းဖို့စိတ်ဝိညာဉ်တန်းစင်ခိုင်းကိုသူ့ဘာသာသူတိုင်းပြည်တစ်ခုပြန်ဖြစ်လာအောင်တော့ကူညီပေးမယ်တွန်ထဲမျိုးလုံးများလည်းတောက်ပသွားပြီးစိုးသွမ်းတဲ့အပြောတစ်ခုကိုပြောင်းလိုက်ပါတယ်တခိုးကြီးကျူချွဲစီငါမင်းကိုသိပြီမင်းကဒဏ်ရာရမှာကိုကြောက်နေရပဲမဟုတ်ရင်မင်းကဒီလိုရှက်စရာအခြေအနေမျိုးကိုရောက်မှာမဟုတ်ဘူးစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့စစ်ပွဲရစနေပြီမင်းကဒီမှာအကြာကြီးမနေနိုင်တော့မှာဘူးငါစိုးရိမ်မိတယ်ကျူချွဲစီကလည်းမြောင်းချုပ်ပြီးအေးဆက်စွာနဲ့ပြောလိုက်ပါတယ်စွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ရဲ့အရွက်၁၁ရွက်ဘိုးဘေးကအားကောင်းမိမယ်ငါမှလည်းလက်ဆောင်တစ်ခုရှိတယ်အဲ့ဒါကိုထုတ်ပြလိုက်မယ်ဆိုရင်တော့စွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ဟာတေချာဘောတိမ်ပါပဲတွန်ထန်းငါနောက်ဆုံးချိန်မေးမယ်ဝင်းညစ်အလှန်ကိုလွှဲပြောင်းပေးမှလားတွန်ထန်းရဲ့မျိုးလုံးများတော့အေးဆက်သွားပါတယ်သူကအေးဆက်တဲ့လေကိုတစ်ချက်ရှူသွင်းပြီးလက်ကိုဝင်ရလိုက်ပါတယ်ရွှေအောင်နဲ့ခင်းရောက်အလင်းနဲ့တစ်ခုကအလှန်မှလင်းလက်လာပြီးမဲ့မတည်ငြိမ်ပါဘူးကျူးချွဲစီငါမင်းကိုအခုပဲထွက်သွားဖို့အတွက်အကြံပေးတယ်စရူဒဝင်းညစ်ကိုထုတ်ပြဖို့အတွက်ငါ့ကိုဖိအားမပေးနဲ့တွန်ထဲရဲ့တန်စိတ်ပိုင်းဖြတ်မှုများနဲ့အဖြစ်ဖြစ်နေပါတယ်ကျူချွဲစီရဲ့အမူအရာကလည်းမလားပေမဲ့သူ့ရဲ့အတွင်းထဲမှာတော့ပြုံးနေပါတယ်စရူဒဝင်းညစ်ပေါ်လာဖို့အတွက်သူကစောင့်နေခဲ့တာဖြစ်ပါတယ်အမှန်တကယ်တော့သူကအမှန်တကယ်လိုချင်တာစရူဒဝင်းညစ်ပဲဖြစ်ပါတယ်ဟင်းသားဗရာမျိုးဆက်တိုင်းကဝင်းညစ်ဆယ်တန်းအလှန့်အောင်အနိုင်ယူနိုင်မဲ့နီလန်းကိုရှာဖို့မျှော်လင့်ချက်နဲ့စရူဒဝင်းညစ်ကိုလိလာခဲ့ကြပါတယ်ကျူချဲစီကလည်းထိုးရောက်အနိုင်ယူနိုင်မယ်လို့80ရာခိုင်နှုန်းယုံကြည်ပါတယ်ထို့ကြောင့်သူကထိုနေ့မှလာခဲ့တာဖြစ်ပါတယ်ကျူချဲစီကခဏတစဉ်းစားပြီးဖြည်းဖြည်းချင်းစရူဒဝင်းညစ်ရဲ့စွမ်းအကြောင်းမှတ်တမ်းတွေမှာငါဖတ်ဘူးပဲကိုယ်တိုင်မြင်မှုတာတော့မဟုတ်ဘူးဒီအခွင့်အရေးကိုအသုံးချပြီးဒီစရူဒဝင်းညစ်မှာဘာထူကြလဲဆိုတာငါကြည့်ကျင်သေးတယ်ဒီစရူဒဝင်းညစ်မှာဘာထူကြလဲဆိုတာငါကြည့်ကျင်သေးတယ်တွန်ထန်းကတော့အန်ချေလိုက်ပြီးသူ့ရဲ့နဖူးကိုဘယ်လက်နဲ့ထောက်လိုက်ပါတယ်ရွှေအောင်လေးနဲ့တစ်ခုကိုထုတ်ပြီးဝင်းညစ်အလံပေါ်ဖိကလိုက်ပါတယ်ရွှေအောင်နဲ့ခင်းရောင်အဆက်ကဝင်းညစ်အလံနဲ့လှိမ့်မြန်စွာနဲ့ထွက်လာပါတယ်ကဘော်ကြီးကအချင်းချင်းထိန်ချုံပေးပြီးဝင်းညစ်အမြင့်မျိုးမျိုးကိုဖန်တီးပေးတဲ့ဓာတ်စင်၅ပါးနဲ့ပိုင်းခြားထားတယ်ဓာတ်စင်တစ်ခုကရှိမဲ့ဆိုရင်ကြင်ကြံနိုင်တယ်နှစ်ခုကရှိမဲ့ဆိုရင်ညံကောင်းမယ်သုံးခုကရှိမဲ့ဆိုရင်တော့ပါရမီရှိတယ်လေးခုကရှိမဲ့ဆိုရင်တော့ထူးချွန်တဲ့ပါရမီရှိတယ်ငါးခုလုံးကရှိမဲ့ဆိုရင်တော့ပြီးပြည့်စုံတဲ့လူတစ်ယောက်ပဲဓာတ်စင်၅ပါးတထုတတာရေမီးနဲ့မြေပဲနှစ်ခုရှိရဆိုတာအရန်ကိုရှားတယ်သုံးခုရှိရဆိုရင်ပို့ပြီးတော့ရှားတယ်လေးခုရှိရဆိုရင်မကြောက်ဘူးတော့ပဲငါးခုရှိရလူကိုဆိုရင်ဘယ်သူမှမကြောက်ဘူးစရုပ်ထားဝင်းညင်ဟာဓာတ်စင်၃ပါးရှိတဲ့ရှားပါလူတစ်ယောက်ဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ပါရမီကအသက်ရှင်နေစဉ်မှာမပေါ်လွင်ခဲ့ဘူးသူကလူအများစုလိုပဲနေထိုင်ပြီးစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်မှာတည်ဆုံသွားတယ်ဒါပေမဲ့စိတ်ဝိညာဉ်တန်းစင်ခိုင်းဟာသူ့ရဲ့ဝိညာဉ်ကိုအာနာတက်ခြင်းအဆင့်ကျင့်ကြံသူတွေကိုတော့ချင်းချောင်းနိုင်တဲ့အရာတစ်ခုအဖြစ်ပြောင်းလဲပေးတဲ့ထူးခြားတဲ့နည်းပညာတစ်ခုကိုပြုလုပ်ခဲ့တယ်အဲ့ဝိညာဉ်ကိုဖန်ဆီးဖို့စိတ်ပိုင်းဖြတ်မှုတွေအများကြီးကိုလိုအပ်ပြီးသူတို့ရဲ့တက်တန်ကုန်ကန်ကြီးမှာကျင့်ကြံခြင်းဂျိုကြီးရဲ့တလင်းကြောက်ကိုဖင်ရမယ်ထုံမတန်ရဲ့အစိတ်ပံကကျူချဲစီရဲ့ခေါင်းထဲမှာပေါ်လာပါတယ်ကျူချဲစီကတော့တီကြီးရဲ့လေတံနဲ့တထု၃ပါးဝိညာဉ်သူကပြောလိုက်ပါတယ်တွန်ထန်းကတော့တူတူလေးရလိုက်ပါတယ်သူ့ရဲ့မျက်လုံးများကတော့မှိန်းနေပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့နောက်ဆုံးတက်တန်းကိုစရူဒဝင်းညင်ကိုအသက်သွင်းဖို့အတွက်အသုံးပြုလိုက်လို့ပါစရူဒဝင်းညင်ကတမန်နီလျနဲ့ထုတ်လို့မရပါဘူးဝင်းညင်အလံနဲ့ခေါ်ထုတ်ဖို့အတွက်သူတို့ရဲ့အသက်ဆွမ်းအောင်ကိုဆုံးလို့ရပါတယ်စရူဒဝင်းညင်ကပေါ်လာတဲ့ချိန်မှာမျက်စိကန်းစိနိုင်လို့တဲ့ရွှေအောင်နဲ့ခင်းရောက်ရုံကြီးတစ်ခုကထွက်လာပါတယ်ရောင်ကြီးထဲမှာတော့တစ်ခုတည်းသောအရာပဲရှိနေပါတယ်ထိုအရာပါလာတဲ့အတချောင်းဖြစ်ပါတယ်ထိုအကတိတ်ပြီးတော့မကြည့်ပါဘူးလက်မတစ်ချောင်းစားလောက်ပဲရှိပါမယ်ဟင်းသားဗရာဓာတ်ကနေထွက်လာတဲ့အရှိန်ဝါထက်အစာပုံများစွာပို့ပြီးတော့အကောင့်နဲ့အလုံးမင်းကိုအစွမ်းထက်တဲ့အရှိန်ဝါတစ်ခုကိုလည်းထုတ်လို့နေပါတယ်တထု၃ပါးဝင်းညင်ကဓာတ်စင်အားလုံးကိုထိုးပေါင်းနိုင်တဲ့ကောင်းကင်ယန္တနာတစ်ခုဖြစ်ပြီးသူ့ရဲ့ဝင်းညင်စွမ်းကမူလဝင်းညင်တွေကိုတော့ထိခိုက်စေနိုင်ပါတယ်တွန်ထဲမျိုးလုံးများတော့လင်းလက်သွားပြီးစရုပ်ထောက်ဝင်းညင်တက်သူကပြောလိုက်ပါတယ်ရွှေအောင်နဲ့ခင်းအောင်အကလည်းလက်လက်ထသွားပြီးပျောက်ကွယ်သွားပါတယ်ကျူချယ်စီရဲ့မျက်နှာမူရကလည်းပြောင်းလဲသွားပြီးလှိမ့်မြန်စွာနဲ့နောက်ဆုတ်သွားပါတယ်တစ်ချိန်တည်းမှာပဲသူ့ရဲ့လက်ကိုဝှင်းလိုက်တာကြောင့်ဟင်းသားဗရာဓာသူ့ရဲ့ရှေ့မှာကားလိုက်ပါတယ်ခ
ခေါင်းလောင်းတီးသလိုအတန်တစ်ချက်နဲ့အတူအကအပေါက်တစ်ခုကိုထိုးဖောက်ပြီးဟင်းသာပရာဓာတ်ရဲ့အဖို့တင်ပေါ်လာပါတယ်တစ်ချိန်တည်းမှာပဲကျူချယ်စီကလည်းအော်ဟစ်လိုက်ပြီးသူ့ရဲ့လက်ညှိုးကိုလေထဲကိုညှို့လိုက်ပါတယ်ကောင်းကင်ဘုံစွမ်းရည်များလည်းသူ့ရဲ့ခန္ဓာကိုယ်ကနေစီးဆင်းလာပြီးသူ့ရဲ့လက်ညှိုးနဲ့အောက်ကိုဖိလိုက်ပါတယ်တစ်ချက်ထင်းနဲ့ကျူချယ်စီကခြေသုံးလဲနောက်ဆူသွားပါတယ်ရွှေရောင်နဲ့ခင်းရောင်အလင်းကတစ်ခါပြောက်ကွက်သွားရင်ပဲကျူချယ်စီကစရိုးရာဝိညာဉ်အနီးနားမှာရှိနေသေးတယ်ဆိုတာကိုသိပါတယ်သူ့ရဲ့မျက်နှာမူရလည်းအစ်ဆက်နေပြီးစရိုးရာဝိညာဉ်ဟာတကယ်ကိုအားကောင်းတယ်ဒါပေမဲ့တွန်ထင်းမင်းကအာနာတက်ချင်းအဆင့်အစောပိုင်းအဆင့်မှာရှိနေပြီးစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူတယောက်ထက်ကြော်လုံတဲ့ကောင်းကင်ဘုံစွမ်းရည်ကိုအသုံးပြုနိုင်မှာဆိုရင်မင်းကပုံမြန်ပြီးပိုကောင်းလုံနိုင်ခဲ့မှာဒါလို့ဆိုရင်တော့ငါဒီနေ့မှထွက်ပြေးရမှာဒါပေမဲ့မင်းကငါ့ကိုတတ်ချင်နေရဆိုရင်တော့ဒီစရိုးရာဝိညာဉ်ဟာမလုံလောက်ဘူးကျူချယ်စီရဲ့စကားမှာတော့ရွေချက်ရှိပါတယ်သူဖန်ဆီးခြင်းနဲ့ထိုစရိုးရာဝိညာဉ်ဟာယခုလိုမျိုးမဟုတ်ပါဘူးပို့ပြီးတော့အကောင်တဲ့အချိန်ဒီမှာရှိတဲ့စရိုးရာဝိညာဉ်ကိုသူကလိုချင်တာပါပို့ပြီးတော့အကောင်တဲ့အချိန်တွေကိုရောက်ဖို့တခုတည်းသောနီလန်ကဝိညာဉ်အပိုင်းစားတွေနဲ့မူလဝိညာဉ်အမြောက်များကိုစားသုံးမှုပါပရိရဲ့စင်နန်းနေရာမှာတွန်ထန်းကကျူချယ်စီကိုမရှိနိုင်ဘူးလို့ပြောရပါလိမ့်မယ်တွန်ထန်းကတော့ကျူချယ်စီကိုစိုက်ကြည့်နေတော့လေထဲကိုညှို့ထိုးပြီးဝိညာဉ်အပိုင်းစားတွေကပြုတ်ကွဲသွားပါတယ်သူတို့ပြုတ်ကွဲသွားတဲ့ပုံကအရန်အောင်မှထူးဆန်းပါတယ်ခံရောက်အလင်းလက်ချက်ကလက်လက်ထတိုင်းဝိညာဉ်အပိုင်းစားများပြုတ်ကွဲသွားပါတယ်ထိုအရာအရန်အောင်မှမြင်ဖြစ်သွားပြီးမကြခင်မှာပဲဝိညာဉ်အပိုင်းစားတွေရဲ့အစိပ်ပိုင်းတစ်ခုကပြုတ်ကွဲသွားပါတယ်ခံရောက်အလင်းကပုံပုံမြင်ဆန်လာပြီးခံရောက်မြင်းချောင်းပဲမြင်ရတဲ့အထိဖြစ်လာပါတယ်ဝိညာဉ်အပိုင်းစားအရေးအတွက်မရီမတွက်နိုင်လန်းကိုစရုဒ္ဓဝိညာဉ်ကဆုပ်လိုက်ပါတယ်တွန်ထင်းကလည်းဝိညာဉ်အပိုင်းစားများပေါ်စိတ်ပူနေဖို့အတွက်အချိန်မရှိပါဘူးကျူချယ်စီရဲ့မျက်လုံးများတော့လင်းလက်သွားပါတယ်သူကအပေါ်တက်ဖို့ပြင်နေတော့ရုတ်တရက်နောက်ဆူသွားပါတယ်သူ့ရဲ့လက်မှာအဲ့လိုအပေါင်းငယ်လေးတစ်ခုကရုတ်တရက်ပေါ်လာပြီးဒိုင်ယန်ကနေသွေးများလည်းစီးကျလာပါတယ်ထိုအချိန်မှာဝိညာဉ်တွေအများကြီးကလည်းပြုတ်ကွဲသွားပါတယ်မူလဝိညာဉ်10ခုကိုစရုဒ္ဓဝိညာဉ်ဟာမျိုးချလိုက်ရကြောင်းသူ့ရဲ့အမြန်လုံးကမြုံနိုင်စရာကောင်းလောင်းအောင်မြင်ဆန်လာပါတယ်ဝိညာဉ်10တန်းအလံရဲ့3ဘုံတစ်ပုံကိုမူလဝိညာဉ်10ခုနဲ့စရုဒ္ဓဝိညာဉ်ဟာချက်ချင်းမျိုးချလိုက်ရကြောင်းတွန်ထင်းရဲ့ရင်ထဲမှာလည်းနာကျင်သွားပါတယ်ဝိညာဉ်10တန်းအလံထိုဆုံးရှုံးမှုမျိုးကိုအချိန်တော်ကြာကြရမကြုံခဲ့ရပါဘူးတွန်ထင်းကတော့အသက်ကိုပြင်းပြင်းရှူသိမ်းပြီးစရုဒ္ဓဝိညာဉ်ရက်လိုက်စမ်းသူကအဟိလိုက်ပါတယ်ရွှေရောင်နဲ့ခင်းရောင်အလင်းတန်းတုံခနဲ့ရက်သွားပြီးအတန်တန်ထွက်ပေါ်လာကကျူချယ်စီကိုပြေးဝင်သွားပါတယ်ကျူချယ်စီကတော့တပင်းကိုချလိုက်ပါတယ်သူကစရိုးရဝိညာဉ်ကဝိညာဉ်အလုံးကိုမျိုးချပြီးမှအရင်ဟင်းတပရာစဉ်းစားခဲ့တဲ့နီးလန်းကိုအသုံးပြုပြီးဖန်ဆီးဖို့အတွက်စောင့်ဆိုင်းနေခဲ့တာပါကံမကောင်းစွာပဲတွန်ထင်းရတော့မျိုးချတာကိုရတန့်စေခဲ့ပါတယ်ကျူချယ်စီကတော့ဘာမှဆက်ပြီးတော့ပြောနိုင်တော့ပါဘူးပြောမဲ့ဆိုရင်တော့သူ့ရဲ့ရည်ရွယ်ချက်ပေါ်သွားပါလိမ့်မယ်ကျူချယ်စီကဆက်လက်နောက်ဆုံးရင်သူ့ရဲ့ရှိကလေထဲကိုလညိုးနဲ့ထိုးနေပါတယ်အကွက်တက်များလည်းဇရိုက်ကိုထွက်ပေါ်လာပြီးကျူချယ်စီကပိုးရင်းမြဆန်စွာနဲ့နောက်ဆူသွားပါတယ်အဲ့လောက်ရစားရှိတဲ့ဒဏ်ရာတွေအများကြီးကလည်းသူ့ရဲ့ခန္ဓာကိုယ်မှာပေါ်လာပြီးသွေးများလည်းစီးကျလာပါတယ်အပေါက်တစ်ခုကပေါ်လာတိုင်းသူ့ရဲ့မျက်နှာပိုပြီးတော့ရုပ်ဆိုးလာပြီးသူ့ရဲ့အရှိန်ဝါကလည်းအားနေလာပါတယ်ဒို့ရရင်သူ့ရဲ့သွေးတွေကစရုဒ္ဓဝိညာဉ်ကိုဖုံးလာပါတယ်ကျူချယ်စီရဲ့မျက်လုံးများလည်းအစ်ဆက်သွားပြီးသူ့ရဲ့တူလုံးအိတ်ကိုပို့လိုက်ကအနီအောင်ဖျဲသင်းငယ်လေးတစ်လုံးကိုထုတ်ယူလိုက်ပါတယ်သူ့ရဲ့လက်ကလောဘပုံစံဖန်တီးပြီးတန်းစင်သူကပြောလိုက်ပါတယ်စကားတစ်ခုနဲ့အတူအဖီအောင်မီတော့ချိုးတစ်ချောင်းကဖျဲသင်းငယ်လေးကနေထွက်လာပါတယ်အနီးနားပေတထောင်အတွင်းမှာလည်းမီးပင်လန်တစ်ခုကဖြစ်လာပါတယ်ထိုမီးကတော့တန်းစင်နဲ့ဟင်းတပရာမီးတော့ထက်ပိုပြီးတော့အကောင်းပါတယ်မင်းရဲ့တထုဝိညာဉ်၃ခုကကောင်းကင်မီးတော့ဖျဲသီးထက်ပိုပြီးတော့အကောင်းမလားဆိုတာကြည့်ရသေးတာပေါ့ငါစရုထဝိညာဉ်ကိုတန်းစင်ပြစ်မယ်မီးပင်လန်ထဲမှာရွှေအောင်နဲ့ခင်းအောင်အကပေါ်လာပြီးအနီအောင်ပြောင်းသွားပါတယ်အရင်မပြောရင်မဲ့ကျူချယ်စီရဲ့သွေးတွေကထိုတန်းစင်ချင်းအတွင်းစရုထဝိညာဉ်နဲ့တဖြည်းဖြည်းပေါင်းဆက်သွားပါတယ်ထိုအချိန်မှာပဲစရုထဝိညာဉ်ကအမြန်ပဲလေပတ်လာပြီးမီးပင်လန်ထဲမှာလမ်းဖွင့်ပေးတဲ့လေပြေတစ်ချက်ကတိုက်ခတ်လာပါတယ်ဝိညာဉ်ထွက်ပြေးတွန်ထင်းကအော်ဟစ်လိုက်ပါတယ်ရွှေအောင်နဲ့ခင်းအောင်အကလည်းပြောက်ကွက်သွားပြီးကျူချယ်စီကိုပြန်တန်းလာပါတယ်ကျူချယ်စီရဲ့မျက်လုံးများလည်းလင်းလက်သွားပါတယ်ဝမ်းသာအားရတဲ့အမူအရာတစ်ခုကသူ့ရဲ့မျက်နှာမှာပေါ်လာပြီးသူကရင်မောလိုက်ပါတယ်တွန်ထင်းမင်းကဝိညာဉ်လှောင်မပေးချင်တော့ငါအတင်းမယူပါဘူးဒါပေမဲ့ဒီစရုထဝိညာဉ်ကိုတော့ငါယူရလိမ့်မယ်ကျူချယ်စီကတော့သူ့ရဲ့တူလုံးအိတ်ကိုပို့လိုက်ပြီးအနှဲအောင်ရှုံးစားတစ်ခဲကိုထုတ်ယူလိုက်ပါတယ်ထိုအနှဲအောင်ရှုံးဖို့သူတစ်ချက်ထူလိုက်တော့အနှဲအောင်အငွှေ့တန်းတစ်ချောင်းကထွက်လာပါတယ်ကျူချယ်စီရဲ့လက်ကအနှဲအောင်ငွှေ့ကျိုးကိုလက်ညှို့ပြီးတင်ကသားတစ်ခုကိုဖန်တီးလိုက်ပါတယ်ဒီဖိုးကြီးကလက်ရှိဟင်းတာဗရာဖြစ်ကျင်းချက်ချင်းကဘာရဲ့ဂျိုတလင်းကျောက်ကိုဖိဖို့အတွက်ကြံရှိနေတဲ့တတန်90ရာခိုင်နှုန်းကိုအသုံးပြုမယ်ကျင်းချက်ချင်းမဟာမိတ်ဖေးကငါတို့ကိုပေးရခဲ့တဲ့ရတန့်ချင်းနယ်ပယ်ကိုလည်းငါအသုံးပြုချင်တယ်သူ့ရဲ့လက်ကတင်ကသားကိုညှို့ပြပြီးထိုရမြွံပဲပြန်ထွက်သွားကကျူချယ်စီရဲ့ရှေ့ပေ30ခွာမှာပြောက်ကွက်သွားပါတယ်ထိုအချိန်မှာပဲပေတထောင်အတွင်းရှိအရာအလုံးကရတန့်သွားပါတယ်တင်ကေရများပြောက်ကွက်သွားတဲ့အချိန်မှာရွှေရောင်နဲ့ခင်းရောင်လင်းနောက်တစ်ခုကဖြည်းဖြည်းသွားပြီးရွှေရောင်နဲ့ခင်းရောင်အကပေါ်လာပါတယ်ကျူချယ်စီကလှမ်းယူပြီးစရုထဝိညာဉ်ကိုဖမ်းယူလိုက်ပါတယ်ထိုအချိန်မှာပဲအချိန်ကလည်းပြန်လည်စတင်ပြီးတော့လေပတ်သွားပါတယ်ကျူချယ်စီကတော့ရှေ့ကိုတလန်တိုးလိုက်ပါတယ်သူ့ရဲ့မျက်နှာမှာလည်းကြမ်းတမ်းတဲ့အမူအရာတစ်ခုကပေါ်လာပြီးတွန်ထန်းစီကိုလှမ်းလိုက်ပါတယ်တွန်ထန်းကတော့တပင်းကိုချလိုက်ပါတယ်မီးလောင်ပြီးတော့ပျက်စီးသွားတဲ့ဂူကိုလှမ်းကြည့်ပြီးသူကမျက်လုံးများကို
မိတ်လိုက်ပါတယ်ဒူဝါတွေကျူချယ်စီကလလန်လိုက်တဲ့အချိန်မှာပဲဝင်လေးရှိနေတဲ့ဂူနီယာကနေမှောက်မိုက်နေတဲ့ရဲတံတစ်ခုကထွက်ပေါ်လာပါတယ်ဒီအဖိုးကြီးအတွက်ထွက်သွားစမ်းကျူချယ်စီရဲ့မျက်နှာမူရကလည်းပြောင်းလဲသွားပါတယ်သူ့ရဲ့မူလာဝိညာဉ်ကနေနာကျင်မှုကိုခံစားရပြီးဟင်းသာဗရာဖြစ်လာပြီးတဲ့နောက်တခါမှမခံစားရဘူးတဲ့ကြောင်းမှုလည်းသူကခံစားလိုက်ရပါတယ်ဟင်းသာဗရာကုန်းမြရဲ့အရှိတ်ဘက်အချမ်းအစုံမဲ့မှောင်မင်းနေတဲ့တိမ်တိုင်းရဲ့ထဲမှာစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ဝင်နေရနေကြပါတယ်။မှောင်မင်းနေတဲ့တိမ်တိုင်းရဲ့အလဲပေါ်မှာတော့များပြားလွန်းလာတဲ့စွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ဝင်နေရထိုင်နေကြပါတယ်။သူတို့အားလုံးကတပင်နဲ့ထဲမန်နန်တစ်ခုကိုရွှေ့နေကြပါတယ်။သူတို့ရဲ့တတူးတွေရဲ့စွမ်းအားတွေကခန္ဓာကိုယ်ကနေထွက်လာပြီးလေထဲမှာပြန်ဝင်နေပါတယ်။တတူးစွမ်းအားတွေကမြင်မြန်ဆန်ပဲတက်သွားပါတယ်။နှစ်နာရီကြာတိုင်းထုံမျိုးနဲ့ဝင်နေရသူတို့ရဲ့ခန္ဓာကိုယ်ထဲကတတူးစွမ်းရည်များအလုံးကိုအသုံးပြုပြီးတိုင်းနောက်တစ်ဖက်ကသူတို့ရဲ့နေရာမှာအစားထိုးဝင်ရောက်ပြီးဆက်လက်ပြီးတော့မန်နန်များကိုရွှေ့နေကြပါတယ်။ထိုလုပ်ငန်းစဉ်ကလာပေါင်းများစွာလှုပ်ဆောင်နေခဲ့ပါတယ်။ထိုနေ့မှာတော့မိကွန်းဝစ်ဆုံကိုဝစ်ဆင်လာတဲ့တက်လက်ပိုင်မျိုးသားတယောက်ကပေါ်လာခဲ့ပါတယ်။သူ့ရဲ့ဘယ်ဘက်ပါပြင်းမှာတော့ခရင်ရောက်ရွက်တွေရလွယ်ပြီးကျန်တဲ့တတူးတွေကမရှိပါဘူး။ထိုရက်ကတော့ခရင်ရောက်လင်းနှမ်းများကိုထုတ်လွှင့်နေပါတယ်။သူကအလဲဘူမှာရှိတဲ့မျိုးနှုတ်ဝင်အမြောက်များကိုစိုက်ကြည့်ရင်တွေးတောနေတဲ့ဟန်လုံးနေပါတယ်။သူ့နောက်မှာတော့အသက်ကြီးကြီးလူ၃ဦးကလိုက်ပါလာပါတယ်။သူတို့၃ဦးကနေထုတ်လွှင့်နေတဲ့အငွေ့တပ်များကလည်းဝမ်လင်းကိုအရင်ကလိုက်လံဖမ်းဆီးခဲ့တဲ့အရွက်ရွှေရပါတဲ့အဖိုးကြီးနဲ့တထရာလည်းပဲဖြစ်ပါတယ်။အဖိုးကြီးတယောက်ကလေးစားစွာနဲ့ပစ္စမမျိုးဆက်အချိန်တက်မီစရုဒ္ဓမျိုးဆက်မျိုးပိုင်ပင်ဘက်မှာစပြီးတော့လှုပ်ရှားနေပြီသူကပြောလိုက်ပါတယ်တက်လက်ပိုင်မျိုးသားကလည်းခေါင်းကိုညှိပြီးမျိုးပိုင်ပင်လွတ်မြောက်သွားတာရှေးအောင်ဘိုးဘေးကသူ့ရဲ့အသက်ကိုစွန့်ပြီးဒါငါလည်းတစ်စိတ်ကိုဖျက်ဆီးခဲ့လို့ပဲဒီတစ်ခေါက်မှာတော့ငါတို့ကမအောင်မြင်လို့မရဘူးသူကပြောလိုက်ပါတယ်မျိုးပိုင်ပင်ရဲ့ကိုင်းဖျားလေးပင်ဟာဟင်းသာဗရာကုန်းမြင့်ကြီးကိုဝိုင်းနာပြီးတော့ဒီတစ်ခါဟင်းသာဗရာနိုင်ငံကပျက်စီးရလိမ့်မယ်အဖိုးကြီးရဲ့မျက်လုံးထဲမှာလည်းဆဲလှုပ်ရှားမှုများဖြစ်ပေးသွားရင်မြန်မြန်ဆန်ပဲပြောက်ကွက်သွားပြီးပစ္စမမျိုးဆက်ဒုတိယမျိုးဆက်ကိုအကြောင်းကြောင်းသူကပြောလိုက်ပါတယ်တက်လက်ပိုင်မျိုးသားကလည်းမြောင်းကျုပ်ပြီးသူ့အကြောင်းမစင်စားနဲ့သူကဟင်းသာဗရာနိုင်ငံမှာအရန်ကိုကြားနေပြီကျွန်တော်တို့နဲ့တွေးခေါ်ပုံချင်းတော့မတူဘူးဟွန်းတိုက်ခိုက်ဖို့သူကစာနာမရှိခဲ့ရင်လွန်ခဲ့တဲ့နှစ်အနေငယ်တိုက်ပွဲမှာဟင်းသာဗရာနိုင်ငံကိုငါတို့ကဖျက်ဆီးနိုင်ခဲ့ပြီးပြီဟင်းသာဗရာနိုင်ငံကပိုင်ဆိုင်ထားတဲ့ချင်းညက်ချင်းဂျိုကြီးကသူပြောတဲ့စွမ်းအားရှိမယ်လို့ငါတော့မယုံဘူးသူကပြောလိုက်ပါတယ်အဖိုးကြီးကလည်းခေါင်းညိတ်ပြီးတော့ဆက်မပြောတော့ပါဘူးအလောင်းခိုင်းရလူတွေကလည်းရောက်နေပြီတက်လက်ပိုင်မျိုးသားအဝေးကိုကြည့်လိုက်ပါတယ်ဟင်းသာဗရာကုန်းရဲ့အရှိတ်ဘက်အစုံပြင်းကနေခေါင်းတလိုက်တစ်ခုကမြန်မြန်ဆန်ပဲနီးကပ်လာပါတယ်ခေါင်းတလိုက်ရဲ့အပေါ်မှာတော့လူ၃ဦးကထိုင်နေပါတယ်ထိုလူ၃ဦးလုံးကသပင်များဖြူနေပါတယ်အလေကားလူကတော့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်အစောပိုင်းအဆင့်ဖြစ်ပြီးကျန်တဲ့နှစ်ယောက်ကတော့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ပိုင်းအဆင့်မှာရှိကြပါတယ်၃ဦးသာခေါင်းတလိုက်ပေါ်မှာထိုင်ပြီးအလွန်မျက်စင်စွာနဲ့ယူလီယာနေပါတယ်မျက်စိတမိတ်အတွင်းမှာပဲမဲမောင်နေတဲ့တိမ်တိုက်ရှိကိုရောက်ရှိလာပါတယ်မဲမောင်နေတဲ့တိမ်တိုက်ထဲကတတူးတင်ဂီတာတွေကသူတို့ဝင်ရောက်မလာအောင်တားဆီးဖို့မိတ်တုံလေးလန့်နေပါတယ်အလောင်းခိုင်းကစိတ်ဝိညာဉ်အသွင်ပြောင်းနေခြင်းအစောပိုင်းအဆင့်အဖိုးကြီးကငါတို့ကဟင်းသာဗရာဂျိုဘောကအလောင်းခိုင်းရဲ့အကြီးကဲပါငါနောက်ကနှစ်ယောက်ကတော့အလောင်းထိမ့်သိမ့်လူတွေပါစွန့်ပစ်ခံမတင်မျိုးခိုင်းတတူးပုံစံကိုဖွင့်ပေးဖို့အတွက်တောင်းဆိုပါတယ်သူကပြောလိုက်ပါတယ်မဲမောင်နေတဲ့တိမ်တဲ့ထဲကတတူးတွေကလည်းထပ်မံမိတ်တုံလင်းလက်သွားပြီးဥမိလိုက်ကောင်တစ်ခုပုံစံဖြစ်လာပါတယ်အလောင်းကိုင်းကခေါင်းတလာကြီးကလည်းမြန်မြန်ဆန်ပဲဝင်သွားပါတယ်ခေါင်းတလာမဲမောင်နေတဲ့တိမ်တိုက်ရဲ့အလေဘူမှာရပ်တန့်သွားပါတယ်အလောင်းကိုင်းကစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအစောပိုင်းအဆင့်အကြီးကဲရလည်းခုန်ဆင်းလာပါတယ်သူ့ရဲ့ရှေ့မှာတော့တက်လက်ပိုင်အမျိုးသားနဲ့အရွက်ရွှေရဲ့ပါရှာမန်၃ဦးကရှိနေပါတယ်တက်လက်ပိုင်အမျိုးသားအကြီးကဲစီမှာခမ ्या ကိုစောင့်နေရပါသူကတင်းငင်စွာနဲ့ပြောလိုက်ပါတယ်အလောင်းခိုင်းကအကြီးကဲလည်းရဲပြီးလမ်းမှာအခက်ခဲတွေ့လို့နောက်ကျသွားတာပါအလောင်းတွေပို့ပယုံနေမကောက်ဘူးခမ ्या တို့စွန့်ပစ်ခံမတင်မျိုးနဲ့ကိုသတင်းစကားတစ်ခုပြပြဖို့အတွက်ရောက်လာတာပါကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့အဆုံးထိကြည့်ရှုပဲအတွက်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်